ရိုနယ်ဒိုကအနာဂတ်ကိုကြိုသိနေတဲ့လူသားတစ်ယောက်ဖြစ်နေပြီလားအားလုံးပဲမင်္ဂလာပါជីជីကိုကနေပြန်လဲကြိုလိုက်ပါရင်မြန်မာစကားပေါ်မှာစကားနောက်တရားပါဆိုလို့ပြောသမျှစကားတိုင်းနှုတ်စည်းနေပြီးဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေကိုမြင်တွေ့လိုက်ရတာတွေကလက်တွေ့ဘဝမှာတကယ်ကိုစမ်းကြပါရင်အဲ့လိုစကားတွေနဲ့ပါစွမ်းအင်ရှိတယ်လို့လက်ရှိကမ္ဘာပေါ်မှာလည်းလူတန်းပေါင်းများစွာရဲ့ချစ်ချင်းကိုခံနေရတဲ့ကမ္ဘာကျော်ဘောလုံးကစားသမားခရစ်စတီယာနိုရိုနယ်ဒိုကတော့သူ့ရဲ့စကားတွေမှန်ကန်ကြောင်းယနေ့မနေ့ကစားခဲ့တဲ့အိမ်လာနဲ့မန်စီတို့ပွဲကသက်သေဖြစ်နေခဲ့တာပါခရစ်စတီယာနိုရိုနယ်ဒိုဟာပြီးခဲ့တဲ့10ရက်လောက်တုန်းကဆော်နီလီဟာပြင်သစ်လီဂ်1ထက်ပိုကောင်းတယ်လို့ပြောခဲ့ပါတယ်။အဲဒီချိန်တုန်းကဒီပဲရှောင်ပြောနေတာသူဒီလောက်ထိဂိုးတွေသွင်းနေတာကိုကြည့်ရင်လွယ်ကူတဲ့လိလို့လူများကဝေဖန်ကြပါတယ်။ဒါအပြင်ကုန်ကြီးဟာလွန်ခဲ့တဲ့2023ခုနှစ်တုန်းကဆော်နီလီဟာကမ္ဘာ့ဘကထိပ်တန်းလိ5ခုမှာပါဝင်ပါတယ်။ဒီအရာကိုဘောလုံးကိုနားမလည်တဲ့ကောင်တွေကပဲမဟုတ်ဘူးပြောတာပါ။တကယ်ကဆော်နီလီကထိပ်တန်းလိပါဆိုပြီးတော့ပြောဆိုခဲ့ပူပါတယ်။အဲဒီချိန်တုန်းကလည်းကုန်ကြီးကိုပတ်စံမျက်နှာအကြောင်းပြောင်းရွှေ့ပြီးဆော်ရီရောက်သွားမှဆော်ရီရဲ့ကောင်းကြောင်းတွေကိုရှောင်ပြောနေတာပါလို့ပြည်သက်များစုကပြောဆိုခဲ့ကြပါတယ်။အဲ့ဒီစကားတွေကခုမှတော့တကယ်ကိုဖြစ်လာခဲ့တာပါ။ယနေ့မနေ့ကစားခဲ့တဲ့အိမ်လာနဲ့မန်စီးတီးတို့ရဲ့ကလပ်ကမ္ဘာဗလာရှုံးတဲ့ပွဲစဉ်မှာအိမ်လာကမန်စီးတီးကိုချိန်ပုံမိနစ်ထိကစားခဲ့ပြီး၄ဂိုး၃ဂိုးနဲ့နိုင်ရရှိခဲ့ပါတယ်။အိမ်လာကမန်စီးတီးတို့ပရီးမီးယားလိရဲ့ရှက်ရှက်နောက်ထိပ်တန်းကလပ်ကိုဖျောက်ချပစ်ပြီးကွာတာဖိုင်နယ်ကိုတက်လှမ်းခဲ့တာပါ။အဲ့ဒီပွဲစဉ်ကြောင့်ဆော်ဒီကလပ်ဖြစ်တဲ့အိမ်လာကိုအင်္ဂလန်ကပရိသတ်တွေအပြင်တကမ္ဘာလုံးကပရိသတ်တွေကပါသတိထားမိလာကြပါပြီ။မန်စီးတီးကိုဖျောက်ချခဲ့တဲ့အိမ်လာရဲ့လုပ်ရက်တွေကရယ်ဒိုရဲ့နှုတ်ဖျားထက်ကထွက်လာတဲ့အနာဂတ်ကိုကြိုသိနေတဲ့စကားလုံးတွေနဲ့ထပ်တူဖြစ်နေခဲ့ပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။